င်္ဂလာပါချစ်ရပါတော့တငယ်ချင်းလေးတို့ရေဒီနေ့မှာတော့စိတ်အေးချမ်းစေပြီးဘဝအတွက်အရေးကြီးတဲ့သင်ခန်းစာလေးပါဝင်တဲ့ကိုတန်ငါနဲ့နတ်သမီးပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အေးအေးဆေးဆေးနားထောင်လိုက်ကြရအောင်နော်ဟိုရှိတုန်းကပင်လယ်ကမ်းခြေတစ်ခုမှာကိုတန်ငါဆိုတဲ့လူတစ်ယောက်နေထိုင်ခဲ့ပါတယ်ကိုတန်ငါကစင်းရဲပေမဲ့စိတ်ကောင်းရှိပြီးနေ့တိုင်းပင်လယ်ထဲမှာငါးဖမ်းကရိုးရိုးရှင်းရှင်းဘဝကိုဖြတ်တန်းနေသူပါတနေ့တော့ကိုတန်ငါကငါးဖမ်းနေရင်ပင်လယ်ရေထဲကနေအလင်းရောင်တောက်လာပြီးနတ်သမီးတစ်ပါးပေါ်လာပါတယ်နတ်သမီးကကိုတန်ငါကိုပြုံးပြပြီးတင်ကစိတ်ကောင်းရှိတဲ့လူပါတင်လိုချင်တာတစ်ခုကိုပြောပါငါကူညီပေးမယ်လို့ဆိုပါတယ်ကိုတန်ငါကခဏလောက်စဉ်းစားပြီးအိမ်ကနည်းနည်းကောင်းလာရင်ကျွန်တော်ပြောပါတယ်လို့ပြောလိုက်ပါတယ်နတ်သမီးကလက်တစ်ချက်လှုပ်လိုက်တာနဲ့ကိုတန်ငါရဲ့အိမ်သေးသေးလေးကအိမ်လှလှလေးတစ်လုံးအဖြစ်ပြောင်းလဲသွားပါတယ်အစပိုင်းမှာကိုတန်ငါကအရန်ပျော်ရွှင်ခဲ့ပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူ့ရဲ့စိတ်ထဲမှာဒီထက်ပိုကောင်းရင်ပိုပျော်မလားဆိုတဲ့လိုချင်စိတ်တွေပေါ်လာပါတော့တယ်သူကနတ်သမီးကိုထပ်ခေါ်ပြီးပိုကြီးတဲ့အိမ်ကိုလိုချင်လာတယ်နောက်တော့ငွေအများကြီးနောက်ဆုံးမှာတော့အခွင့်အလမ်းနဲ့ဂုဏ်သိက္ခာအထီတောင်လိုချင်လာခဲ့ပါတယ်နတ်သမီးကကိုတန်ငါကိုကြည့်ပြီးတိတ်တိတ်လေးပြုံးကလုံလောက်တာကိုမသိတဲ့စိတ်ကဘယ်တော့မှမကျေနပ်နိုင်ဘူးလို့ပြောပါတယ်ပြီးတော့အားလုံးကိုမူလအတိုင်းပြန်ပြောင်းလိုက်ပါတယ်ကိုတန်ငါကမူလအိမ်သေးသေးလေးနဲ့မူလဘဝကိုပြန်ရောက်သွားတယ်အဲ့ဒီအချိန်မှစပြီးရှိတာကိုကျေးဇူးတင်တတ်ဖို့တင်ယူလိုက်ပါတော့တယ်တငယ်ချင်းလေးတို့ဒီပုံပြင်လေးကဘာသင်ခန်းစာရလိုက်ပါသလဲလောဘမှများပါနဲ့လုံလောက်တာကိုသိတတ်ပါရရှိထားတဲ့အရာတွေကိုကျေးဇူးတင်တတ်ရင်စိတ်ချမ်းသာမှုကအမြဲနီးနီးလေးမှရှိနေမယ်စိတ်ချမ်းသာခြင်းဟာအများကြီးပိုင်ဆိုင်တာမဟုတ်ပဲကျေနပ်တတ်တဲ့စိတ်ရှိခြင်းဖြစ်ပါတယ်ဒီလိုစိတ်ကူးရင်ပုံပြင်လေးတွေဘဝသင်ခန်းစာပါတဲ့ story တွေကိုဆက်ပြီးနားထောင်ခြင်းနဲ့ဆိုရင် channel ကို subscribe လုပ်ထားဖို့ like နဲ့ share လေးလည်းလုပ်ပေးပါနော်ဒီနေ့ရဲ့ပုံပြင်လေးကိုနားထောင်ပေးလို့တိတ်ကိုကျေးဇူးတင်ပါတယ်နောက်ထပ်ပုံပြင်ကောင်းလေးတွေနဲ့မကြခင်ပြန်တွေ့ကြမယ်နော်ကောင်းကောင်းအိပ်ပျော်ပါစေစိတ်ချမ်းသာကြပါစေဘိုင်းဘိုင်း